အားလုံးပဲမင်္ဂလာပါကျွန်တော်ဗီဒီယိုလေးတင်ပေးမယ်ဒီမျိုးတော့ဗာပြောချင်တာလဲဆိုတော့အဓိကကျွန်တော်တို့ SC25 ဖူးတဲ့အပင်လေးရှိပဲတွားကြရအောင်အဲ့ဒါမှာကျွန်တော်ပြောချင်တာရှိတယ်ဗာပြောချင်တာရှိလဲဆိုတော့ကျွန်တော်ဒီမီးရေတိုးပေးထားရပေါ့နော်တိုးပေးတဲ့အချိန်မှာ growth rate ကအရန်ပူနေတယ်ပေါ့နော်ပူနေတယ်ပူနေတော့ဗာဖြစ်လဲဆိုတော့ 40 style ပေါ့နော်အဲ့လိုလေးထွက်လာတာလေးကျွန်တော်တွေ့ရတယ်ပြီးတော့ဂျားထဲမှာကျွန်တော်ပြဿနာတစ်ခုဖြစ်သွားတယ်ဗာလဲဆိုတော့ဒီမှာဒီဘေးမှာဂိုင်းတစ်ခုရှိသေးတယ်အဲ့ဒီကောင်လေးပေါ့နော်ကျွန်တော် fan တစ်တိုးရတာဗျာတိုးရတာလေးကဗာလဲဆိုတော့ cooling fan ပေါ့နော် cooling fan တိုးထားတယ်တိုးရတဲ့ဟာလေးကပြုတ်ကျသွားတာပေါ့နော်ဟိုမှာအချိန်ကြီးကြောင်းကြောက်ပေါ့ထားထားတဲ့ပုံစံကလည်းတစ်ချက်တော့ show ကြည့်အောင်အဲ့လိုဖြစ်နေတော့ပြုတ်ကျသွားတယ်ပေါ့နော်ပြုတ်ကျသွားတော့ဒီဂိုင်းဆက်တွေကအကုန်ကျိုးကြသွားတာဗျဘလို့ဖြစ်သွားမှမသိဘူးခဏလေးပဲကျွန်တော်ဟိုဘက်ခဏအပြင်ခဏထွက်ပြီးနဲ့အချိန်မှာပေါ့နော်ကျိုးကြသွားတယ်ဒီမှာတကိုင်းရှိတယ်ဒါကြီးလည်းကျိုးထွက်သွားတာဒါတော့လုံးဝကျွန်တော်ပြန်ဆယ်လို့မရတော့ဘူးဒါကျိုးသွားတယ်ဒီကောင်ကတော့ကျွန်တော်တက်နိုင်လောက်တော့ join ပေးထားတယ်ပေါ့နော်ဒီကောင်ကအမှန်တိုင်းပြောရမယ်ဆိုဒီကောင်အမြင့်ဆုံးနဲ့အကြီးဆုံးဂိုင်းပေါ့နော်အကြီးဆုံးဂိုင်းပါဒါမဲ့အချိန်အများကြီးရသေးတယ်6 weeks ဆိုတော့ကျွန်တော်ထပ်ကြွေးအောင်မယ်ဂျားထဲမှာကျွန်တော် nitrogen toxic ဖြစ်တယ်ဒါကိုကျွန်တော် video မတင်ဖြစ်ဘူးဒါပေမဲ့ကျွန်တော် group ထဲမှာတော့ video တွေ share ပေးထားတယ်ကျွန်တော်ဘယ်လိုလုပ်ထားလဲဆိုတာလေးကို share ပေးထားတယ်ဘာလို့လဲဆိုတော့အဓိကတော့ flashing ပဲပေါ့နော် flashing လုပ်ထားတယ်nitrogen toxic ဖြစ်နေတာဘယ်လိုကြည့်ပြီးသိနိုင်တယ်လဲဆိုရင်ဒီကောင်တွေအရန်စိမ့်နေတာဆဆချင်းဒီကောင်အခုကတော့ flashing လုပ်ထားတယ်ရေတောင်တော်တော်6တော့မယ်ဒါပေမဲ့မ6သေးဘူးအဲ့ကောင်တွေကျွန်တော်လောက်ထားရပေါ့နော် flashing လောက်လိုက်ရတယ် wifi လောက်မှာဒီကောင်တွေအရန်စိမ့်ထွက်နေအောင်စိမ့်အောင်အရန်ရင့်နေရမျိုးတွေပြီးတော့ဗာလဲဆိုတော့ဒါ SC25 string ဒါပေမဲ့ကျွန်တော်ရှိမှာပြောခဲ့သလိုပဲကိုခရာခင်ကသူကတခုဟို blue twin နဲ့လားမသိဘူးဗျာသူဟိုစက်ထားတယ်ပေါ့နော်အဲ့ဒါကြောင့်မို့လို့ variety က blue twin ပဲများနေလို့လားကျွန်တော် growth space ကပဲအရန်ပူလို့လားအဲ့လိုပေါ့နော်အဲ့ဂျားထဲမှာဒီကောင်ကတော်တော်လေးဂျားထဲမှာတော်တော်လေးအစင်မပြေဖြစ်ခဲ့တယ်nitrogen toxic ဖြစ်တယ် toxic ဖြစ်တာဘာကြောင့်လဲဆိုတော့ pH balance မဖြစ်ဘူးကျွန်တော်ရဲ့ pH tester ကဂျားထဲမှာerror ဖြစ်တယ် error ဖြစ်နေတော့ကျွန်တော်အခုဘာလုပ်ထားလဲဆိုတော့ calibration လုပ်ထားတယ် calibration လုပ်ပြီးဒီကောင်ကို flashing ချပြီးတော့မှကျွန်တော်ပြန်ကျွေးမယ်ပေါ့နော် Wi-Fi စစ်ဖြစ်နေပါစေကျွေးလို့ရနိုင်တယ်ဘာလို့ nitrogen toxic ဖြစ်နေတာကြီးကိုဆက်ထားမလားကျွန်တော် flashing လုပ်ပြီးမှအသစ်ပြန်ကျွေးမလားဆိုတော့ဘယ်လိုစဉ်းစားကြည့်လို့ရှိရင်အသစ်ပြန်reset ချပြီးအသစ်ပြန်ကျွေးတာကအဖူးပြန်ထွက်နိုင်ချေအများကြီးရှိသေးတယ်ပေါ့နော်ဘာလို့ဆို pistol လေးရယ် white pistol လေးကြံနေသေးတယ်ဒီကောင်လေးဆိုအရန်တိတာတယ်အဖြူတွေထောင်နေသေးတယ်ဒါမို့ကျွန်တော် freshing ချလိုက်တယ်ချလိုက်ပြီးကျွန်တော်ပြန်ကျွေးမယ်အဲ့လိုပေါ့နော်အဲ့လိုလေးကျွန်တော်စဉ်းစားထားတယ်ပြီးတော့ကာလာကမထွက်ဘူးဆိုတာကမထွက်ဘူးဆိုတာလုံးမထွက်တာတော့မဟုတ်ဘူးပေါ့နော်လို့သိတာမလဲဆိုရင်ဒီထိပ်ဖျားလေးဒီမှာred wine သဘောမျိုးပေါ့နော်ကာလာပြေးတယ်ဒါပေမဲ့အပြည့်ထွက်မလာဘူးပေါ့နော်အဲ့ဒါကလည်းကျွန်တော် growth speed ကအရန်ပူနေတာပါတယ်ကျွန်တော်မီးထိုးလိုက်တဲ့အချိန်မှာပေါ့နော်မီးရထပ်ဆင်လိုက်တဲ့အချိန်မှာထပ်ထိုးလိုက်တဲ့အချိန်မှာအရန်ပူသွားတယ်ပူသွားအတွက်အဲ့ကောင်တွေကtemperature အရန်များသွားတယ်များသွားတဲ့အချိန်မှာpH ကလည်း balance မဖြစ်ဘူးအဲအကြောင်းမလို့ဒီကောင်တွေကအဲ့ဒါတော့ရှိရဲဒါပေမဲ့ try ကုန်းတွေကတော့တော်တော်တက်တယ်share တက်ပါတယ်တကယ်တက်ပါတယ်ထိုင်ကောင်းက share တက်ပါတယ်အဲ့ဒီ color ပေါ့နော် color ကတော့ကျွန်တော် growth space ပူတာလည်းပါမယ်ပြီးတော့ Cora Gan ကပြော growth space ပူတာလည်းပါမယ် Cora Gan ကblue twin နဲ့ဆက်ထားတာကြောက်လဲcolor အရင်မထွက်တာလည်းပါမယ်အဓိကတော့ကျွန်တော် growth space ပူတာပါဒါတော့အဓိကပါအဲ့လိုပဲပြောချင်ပါတယ်အဲ့ဒါတော့အဓိကပါကျွန်တော် growth rate အရန်ပူတာပါဒီကောင်တွေ week စစ်ပါဒါပေမဲ့ကျွန်တော်ထပ်ကျွေးပါမယ်အခု6တော့မှာပါရေ6တာနဲ့ကျွန်တော်nutrient ကိုပုံမှန်ကျွေးနေကြတဲ့ကျွန်တော်တဝက် short ဖို့စဉ်းစားထားတယ်တဝက်မ short ရင်3ပုံတစ်ပုံပဲကျွန်တော်ကျွေးဖို့စပြန်ကျွေးမယ်ပေါ့နော်နောက်တစ်ခါကြာလို့ရှိရင်တဝက်ပေါ့နော်အဲ့လိုမျိုးကျွန်တော်week 9လောက်ထိထားဖို့စဉ်းစားထားတယ် week 9ပြီးရတယ်ကျွန်တော်flashing ကျွေးမယ်ပေါ့နော်အရှိမ flashing nitrogen toxic ဖြစ်တာတော့ဘာလို့အတွက်တခုခုအပင် error ဖြစ်တာအတွက် flashing လုပ်ရင်တော့ကျွန်တော်တို့ flashing agent တွေမသုံးပါဘူး flawless finish တို့ fade တို့ဘာလို့ကျွန်တော်မသုံးပါဘူး yo plain water နဲ့ပဲကျွန်တော်ချပါတယ်
အဲ့ဒါပိုကောင်းပါတယ် Solar Finish ကို Fade ကကြတော့လုံးဝအပူ harvest လုပ်တဲ့အချိန်နောက်ဆုံးအချိန်မှာcolor တက်မယ်ပြီးတော့tapping တက်မယ် tapping ဆိုတာအနံ profile ဆိုတာသူ့ရဲ့အနံ့အရသာပေါ့နော်အဲ့လိုဟာမျိုးတွေအရောင်တွေ color တွေတက်တဲ့ပို့အတွက်ကိုကျွန်တော်တို့က flashing agent တွေသုံးပါတယ်ပေါ့နော်အဲ့လိုမျိုးပေါ့ကျွန်တော်တို့ plain water နဲ့ flash ထားတယ်ဒါတော့ကျွန်တော် video မတင်လိုက်ရဘူးကျွန်တော်ဖုန်းမှာ memory မလောက်တဲ့အတွက်ကျွန်တော် export မလုပ်လိုက်နိုင်ဘူးပေါ့နော်အဲ့အတွက်ကျွန်တော် group မှာတော့ကျွန်တော်တင်ပေးထားတယ်ကျွန်တော် group ထဲမှာအဲ့ video လေးကျွန်တော်ပြန် share ပေးထားတယ်အဲ့တော့ဒါလေးကအဓိကပြောချင်တာက nitrogen toxic ဖြစ်ထားတယ်ကျွန်တော် flashing တစ်ခေါက်လုပ်ထားတယ်ပြီးတော့အခုပြောချင်တာကအပူအရမ်းများတဲ့အတွက်ဘာဖြစ်လဲဆိုတော့ fort tailing time ပေါ့နော် fort tailing ဆိုတာမြေခွေးမီးပုံစံလေးဖြစ်နေတယ်အဲ့ဒါဘာလဲဆိုတော့ဘရိုတို့ဒီမှာကြည့်လိုက်ပေါ့နော်ဒီရင်တက်လာတယ်အောက်ချိန်မှာနည်းနည်းလေးလုံးမယ်အပေါ်ရောက်တော့ဘာဖြစ်သွားလဲဆိုတော့ဒီမှာတကိုင်းလေးလို့ထွက်လာတယ်ပေါ့နော်ထီထီဖြစ်နေတယ်မမြင်ကြည့်ရင်သိတာလေးမှာထီထီဖြစ်နေရပေါ့နော်အဲ့လိုကြီးဖြစ်နေတာသူကဘာဖြစ်လာလဲဆိုတော့growth space ရဲ့ temperature ပူတဲ့အတွက်အဲ့ fort tailing time ဖြစ်နိုင်တယ်ပေါ့နော်အဖူးမလှတော့ဘူးအဲ့လိုမျိုးဖြစ်မယ်ပြီးလို့ရှိရင်အဖူးရဲ့ quality နည်းနည်းကျမယ်ပုံစံလေးတွေကျမယ်အဲ့လိုမျိုးပြီးတော့ရေးကျမယ်ရေးဆိုတော့ကဟိုကျွန်တော်တို့ဟို grand ပေါ့နော် grand လေးတွေကျနိုင်တယ်အဲ့လိုမျိုးတွေဖြစ်သွားနိုင်တယ်အဓိကတော့ရုပ်ဆိုးတယ်ဗျအဲ့လိုဖြစ်လာလိမ့်မယ်နောက်ပိုင်းကြာလို့ရှိရင်အဲ့တော့ကျွန်တော်ကဘာထက်လောက်ထားလဲဆိုတော့ဘေးကနေ cooling fan ထပ်တိုးထားတယ်ဒါပေမဲ့ကျွန်တော် growth space အခြေအနေနဲ့ပြဿနာဘာရှိလဲဆိုတော့ humidity များနိုင်တယ်ဒီကောင်ကအထဲမှာရေခဲထည့်ပြီးတော့ဒီဘက်ကိုဟိုhumidifier နဲ့မှုတ်တာပေါ့နော်ရေငွေ့နေပေါ့နော်ရေငွေ့နဲ့မှုတ်တာဆိုတဲ့အတွက်အထဲမှာ growth space ပူတာနဲ့ဒီကောင်ရဲ့ရေငွေ့နဲ့ဆိုရင် humidity များနိုင်တယ်ဒါပေမဲ့အေးရတော့တိတိတတ်တာတော့ temperature ကျသွားတယ်ပေါ့နော်အဓိကတော့ကျွန်တော် temperature ကျချင်တဲ့အတွက်ကျွန်တော်သုံးထားတယ်ဒါပေမဲ့ဘေးမှာပန်ကာတစ်လုံးဖြစ်ဖြစ်အော်နှလုံးဖြစ်ထပ်ထိုးမှရလိမ့်မယ် humidity ကျအောင်လို့အဓိကတော့ကျင်းနေတယ်ဒီကောင်ရေခဲနဲ့ထည့်ထားတဲ့အချိန်မှာဒီဘက်ကမှုတ်တဲ့လေအားနဲ့တော်တော်လေး growth speed ကတော်တော်လေးအေးသွားတယ်ပေါ့နော် temperature ကျသွားတယ်အဲ့ဒါပေါ့အဲ့မှာ nitrogen toxic ဖြစ်တယ်ဆိုတာကျွန်တော် pH balance မဖြစ်လို့ဒီမှာဟိုပါပေါ့copycat ice ရှောင်းတွေပါ smelling cat ရဲ့ pre ထားတဲ့ ice ရှောင်းတွေပါအဲ့ကောင်တွေမှာလည်းဖြစ်တယ်ဒီကောင်ဆိုတော်တော်တိတိကျကျကြီးဖြစ်တယ်ဒီမှာဘရိုအရွက်ကိုကြည့်လိုက် nitrogen ဘယ်လောက် toxic ဖြစ်လဲဆိုတော့ဒါကိုကြည့်ရင်သိတာတယ်ကျွန်တော် pH balance မဖြစ်လို့ပါအရွက်ကိုကြည့်ပါအဲ့အရာအရန်ကိုတိတာလုံးအကြီးစိမ့်ဖန်ပြီးတော့မှ6တွေ့တွန့်ရွနေပုံစံမျိုးတွေဖြစ်နေတယ်နာထရိုဂျင်တော့ဖြစ်တာပေါ့နော်ကျွန်တော်အဲ့တော့ဘာလုပ်ထားလဲဆိုတော့ဒီကောင်းကိုကြာတော့ flashing မလုပ်ပဲနဲ့ရေများများလောင်းချလိုက်တယ်ပေါ့နော် page ကျွန်တော် pH ကိုcalibration ပြန်လုပ်တယ်ပြန်လုပ်ပြီးတော့မှ pH မှန်တဲ့ရေကိုပဲကျွန်တော်ဘာမှထပ်မကျွေးပဲနဲ့ pH မှန်တဲ့ရေကိုပဲ2ခေါက်3ခေါက်လောက်ကိုရေများများလောင်းပေးလိုက်တယ်ဥပမာ3 လီတာလောက်2လီတာလောက်ပေါ့နော်အဲ့လိုပုံစံကျွန်တော်လောင်းပေးလိုက်တဲ့အချိန်မှာအသစ်ပြန်ထွက်လာတွေကနည်းနည်းလေးအဆင်ပြေလာတယ်ဒါပေမဲ့ဘာဖြစ်လာလဲဆိုတော့ဘာမှမကြွေးတဲ့အတွက်ဒီနားမှာတော့nitrogen လိုတဲ့ပုံစံမျိုးလေးတွေအဲ့လိုမျိုးလေးတစ်ချက်ပြန်ဖြစ်တယ်ပေါ့နော်အဲ့ဒါဘာပြန်လုံးရမလဲဆိုတော့nutrient နဲ့ရေနဲ့ pH နဲ့ကိုပုံမှန်ပြန်ချိန်ပြီးတော့အဆင်ပြေအောင်ချိန်ပြီးပြန်ကျွေးလိုက်ရင်ဒီကောင်တွေကတက်တာသွားနိုင်တယ်ပြီးတော့တစ်ခုရှိတယ်ကယ်မက်ကျွေးလို့ရတယ်ကယ်မက်ပေါ့နော်ကယ်မက်ကျွေးလို့ရတယ်ပြီးရင် seaweed ကယ်ပုံစံမျိုးကယ်ဆိုပြီးတက်လာတာရှိတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်သူကရေညှိနဲ့ပေါ့နော်ရေညှိနဲ့လှုပ်ထားတာမျိုးရေညှိပေါင်မှုအားများတဲ့ဟာမျိုးအဲ့ကောင်လေးကျွေးလို့ရှိရင်အပင်ပြန်ပြီးတော့ဒါလေးဒီလိုဖြစ်တဲ့ဟာမျိုးကိုကုသပေးနိုင်တယ်ပြီးလို့ရှိရင် micro organism တို့ဟာမျိုးကျွေးပေးတင်တယ်အဲ့ဆိုဒီကောင်လေးပြန်ပြီးအဆင်ပြေသွားနိုင်တယ်ပေါ့နော်ဒါကတော့ best state ပါဒါကကျွန်တော် topping main line ခွဲမယ်ဆိုလုပ်ထားတဲ့ဟာဒါပေမဲ့toxic ဖြစ်နေတဲ့အတွက်ကျွန်တော်ဘာမှမလုပ်ဘဲနဲ့ rose ဒီတိုင်း line ကိုပေါ့နော်ဒီတိုင်းကျွန်တော်တွားခိုင်းထားတဲ့ကောင်ပေါ့နော်ပြီးတော့မှကျွန်တော်ရွက်လေးရှင်းပြချီရှင်းမယ်ပြီး main line တိုင်တော့ကျွန်တော်လုပ်ထားပြီးသားဆိုတော့ရှင်းပြီးပြန်ခွဲလိုက်ရင်အဆင်ပြေပါမယ်ဒါကတော့ nitrogen toxic ဖြစ်သွားတယ်ဘာကြောင့်ဖြစ်လဲဆိုတော့ pH balance မဖြစ်လို့ပေါ့နော်အားလေးပြောချင်တယ်ဒီကောင်တော့ copycat ice ရှောင်းပါမယ်ဒီကောင်လေးကြီးကတော့အဆင်ပြေတယ်ကျွန်တော် LC သွားထားတဲ့ကောင်ဒီကောင်ကတိတ်ရိုင်းမဆိုးရွားပါဘူးပေါ့နော်ရိုင်းမဆိုးပါဟိုကောင်နဲ့ဆိုင်ရင်ရိုင်းမဆိုးပါဘူးမဆိုးပါဆိုတော့တော်တော်လေးကိုအဆင်ပြေရယ်
ဒီမဲ့ကျွန်တော်ဂျာထဲမှာရေလောင်းလိုက်nutrient အခုတစ်ခေါက်တော့ကျွန်တော်ရေလောင်းထားတယ်မနေ့ကရေလောင်းထား nutrient ပြန်ကျွေးရတယ်ဂျာထဲမှာကျွန်တော်ရေလေးလောင်းပေးတယ်ရေပုံမှန်လေးလောင်းပေးတယ်ပေါ့နော်nutrient ကို short ချပလိုက်တယ် nutrient မကျွေးတော့ဘဲနဲ့ရေတစ်ပတ်လောက်လောင်းလိုက်တယ်လောင်းလိုက်ပြီးတော့မှကျွန်တော်ဒီတစ်ပတ်nutrient ပြန်ကျွေးတယ်ပေါ့နော်ကြည့်ရတာဒီကောင်တော့အဆင်ပြေတယ်အရင်တီးတီးတသားဆိုးရသွားတဲ့လက္ခဏာမျိုးတွေကျွန်တော်မတွေ့ရဘူးပြီးတော့မီးရေတိုးပေးရတဲ့အတွက်နည်းနည်းလေးအကောင်တက်လာတာဘရိုတွေ့ရလိမ့်မယ်ဒီကောင်လည်းတက်ပါတယ်မတုံးမှုတက်တယ်ဒါပေမဲ့ကျွန်တော်အရွက်ချင်တွေကိုကြည့်ပြီးတော့တိတ်မကြိုက်တာပေါ့နော်တော်တော်ရှင်းလိုက်ဒီကောင်တက်တင်လောက်တက်တာလိမ့်မယ်အခုပြန်ပြီးတော့ကျွန်တော်အကုန်လုံးအဆင်ပြေအောင်ပြန်လုပ်ပေးနေတယ်ပေါ့နော်ဒီကောင်လေးတွေလည်းအဆင်ပြေပါတယ်ဒါကအိုက်ရှောင်းပါပဲအဲ့ရှောင်းပေါ့နော်နည်းနည်းအပင် SC လောက်ထားတဲ့ပင်ကျွန်တော်ဗီဒီယိုအစကြည့်မယ်ဆိုရင်ဟိုအရှိရဗီဒီယိုကြည့်ထားမယ်ဆိုရင်ဒါလေးတွေသိနိုင်တယ်ဟုတ်အဲ့ဆိုရင်ကျွန်တော်အားလုံးကိုကြည့်ရှိသူကြောက်ချင်းအားလုံးကျွန်တော်ကျေးဇူးတင်ပါတယ်ဒီကောင်လေးကိုလည်းကျွန်တော်growth speed လေးကိုလည်းအေးအောင်လုပ်ထားတယ်နောက်3 week 4 week လောက်ထိကျွန်တော်ထားမယ်ဆိုရင်ပတ်လေးလေးတက်လာနိုင်တယ်ပြန်ကိတ်လာနိုင်တယ်ပေါ့နော်နည်းနည်းထပ်ကြီးလာနိုင်သေးတယ်လေးတွေကျွန်တော်ပြောချင်တာပါဒါဆိုရင်ကျွန်တော်ဗီဒီယိုရမ်းရှည်သွားပြီဗီဒီယိုတစ်လောင်းနဲ့ကျွန်တော်ရက်လိုက်ချင်ပါတယ်အပီယူတရားလည်းအားလုံးကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်ဗီဒီယိုလေးကိုလည်း subscribe လုပ်ဖို့တောင်းဆိုပါရစေဒါမှကျွန်တော်နောက်ဗီဒီယိုလေးတင်ဖို့အားရှိမှာပါအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ